လူတစ်ယောက်ကိုယုံကြည်ဖို့ဆိုတာသူတို့စီကထွက်လာတဲ့စကလုံးချူချူလေးတွေကြောင့်ပဲမဟုတ်လားမင်းတစ်ယောက်တည်းကိုပဲချစ်မှာပါဘယ်တော့မှလက်လွတ်မသွားပါဘူးဆိုတဲ့နဝင်ချိုးလာတဲ့ဂတိစကားတွေချားမှလေငါဟာကလေးတစ်ယောက်လိုပဲမင်းကိုအကျွင်းမဲ့ယုံကြည်ခဲ့ဘူးတယ်မင်းရဲ့နှုတ်ခမ်းဖျားကထွက်လာတဲ့စကလုံးတိုင်းကလေငါတော်တော်တကြားလုံးထပ်ပို့ပြီးချုံမြိန်ခဲ့တာပေါ့အဲ့ဒီအပြောလေးတွေကြောင့်ပဲငါရဲ့ကဘာလေးဟာလေအမြဲတမ်းလှပနေခဲ့ရတာဒါပေမဲ့အချိန်တွေကြာလာတဲ့အခါကြာမှပဲငါသဘောပေါက်လာခဲ့ရတယ်စကလုံးတွေဆိုတာအလွယ်တကူပြောထွက်လို့ရပြီမယ်လက်တွေလုံးရက်တွေကြတော့ဟန်ဆောင်လို့မရဘူးဆိုတာကိုပေါ့မင်းရဲ့ပြောလေးတွေဘလောက်ပဲချုံမြင်ခဲ့ပါစေအောင်နော်ငါပေါ်ပြုမှုဆက်ဆံလာတဲ့မင်းရဲ့အေးဆက်ဆက်လုံးရက်တွေဂယုမဆိုင်မှုတွေနဲ့လစ်လူရှုမှုတွေကငါရင်ဘက်ကိုလေဓာတ်နဲ့မွန်းတယ်လို့တဖြည်းဖြည်းနဲ့နာကျင်စေခဲ့တယ်ပါဇက်ကချစ်တယ်လို့ပြောနေပြီးလုံးရက်တွေကဝေးခွာတော့အောင်တွန်းပို့နေတဲ့မင်းရဲ့အပြုမှုတွေကလေတကယ့်ကိုခါတီးလွန်းလာပါတယ်အခုတော့မင်းရဲ့စကလုံးတွေနောက်ွယ်ကလေအမှန်တရားကိုငါမြင်ခဲ့ရပါပြီလက်တွေ့မှာငါရရှိခဲ့တဲ့မင်းရဲ့လုံးရက်တွေကတော့လေအခါတတ်ရမို့လို့ငါဘက်ကဒီယုံကြည်မှုတွေကိုရုပ်သိမ်းဖို့လေအချိန်တန်ပြီထင်ပါရဲ့